မမေတို့ရေအခုတလော page မှာရော TikTok မှာရောစားတဲ့အရန်ဝင်နေတယ်ကို reply လေးကြားတယ်ဆိုရင်တော့နည်းနည်းလောက်နားလည်ပေးကြပါအောင်နော် ပြီးတော့အခုတော့ line ကောက်တာတွေကြောင့် comment တွေစာတွေမမြင်ရလို့လဲ reply လေးနောက်ကျသွားတယ်ဆိုလို့ရှိရင်မမေတို့ကလိုအပ်တဲ့ပစ္စည်းလေးတွေကိုမရလိုက်မှာကိုစိုးရိမ်နေကြရတယ်ဟုတ် အဲ့လိုမျိုးစိုးရိမ်နေစရာမလိုတော့မဲ့သတင်းကောင်းလေးတစ်ခုကိုစာချီကလာပြောပြပေးတာပဲဖြစ်ပါတယ်ရှင်အဲ့ဒါဘာလေးလဲဆိုတော့ YouTube မှာနန်းတဝင် baby store ဆိုပြီးတော့ channel လေးတစ်ခုထောင်ထားပါတယ်ရှင်အဲ့ channel လေးမှာဆိုရင်တော့အပတ်စဉ်စက်သားပတိနေနဲ့တောက်ကြနေတိုင်းကို live sale လေးလွှင့်ပေးတမှာဖြစ်ပါတယ်ရှင်ဒီ live sale လေးကိုကြတော့ဘလူတွေ join တယ်လဲဆိုတော့အလုံးအရန်ရှုပ်တဲ့မေတွေနောက်တစ်ခုကြတော့ Viber မှာစာဖြေတဲ့ခါကြရင်ပေါ့နော်စာပြန်နောက်ကျနေတဲ့မေတွေ VPN ခံလို့မရတဲ့မေတွေဆိုရင်တော့ဒီ live sale ကို join လို့ရပါတယ်ရှင်နောက်တစ်ခုအနေနဲ့ကြတော့ဒီ live sale လေးရဆိုရင်တော့မနက်9နာရီ9နာရီခွဲလောက်ကနေပြီးတော့ညနေကို9နာရီ6နာရီလောက်ထိကိုတစ်နေ့လုံးလွှင့်ပေးသွားမှာဖြစ်လို့တချို့မအားတဲ့မေဆိုရင်လည်းကိုကြည့်ချင်တဲ့အချိန်ကိုဓာတ်ရိုက် join ပြီးတော့ကြည့်လို့ရပါတယ်ရှင်ကိုသိချင်တာကိုမေးချင်တာလေးတွေကိုဒီ live sale မှာအဓိက join ပြီးမေးလို့ရပါတယ်ရှင်အဲ့တော့ဒီ live sale ကို join ပြီးခြင်းအပြင်မေတို့ကိုယ်တိုင်ဆိုင်မလောက်ဝယ်နေသလိုမျိုးပစ္စည်းအသေးစိတ်ကိုကြည့်နေရသလိုမျိုး feeling လေးကိုအပြည့်အဝခံစားသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ TikTok ကမေတွေဆိုရင်လည်းပဲ TikTok မှာစာပြန်လို့နောက်ကျနေတဲ့မေတွေ VPN ခံလို့မရတဲ့မေတွေဆိုရင်တော့ဒီ live sale ကိုဓာတ်ရိုက် join ပြီးတော့ကိုသိချင်တာကိုမေးချင်တာလေးကိုဓာတ်ရိုက် join ပြီးမေးမြန်းလို့ရပါပြီရှင်အဲ့တော့အပတ်စဉ်စက်သားပရိနဲ့တောက်ကြနေတိုင်း YouTube live မှာပြန်တွေ့ကြမယ်နော် YouTube မှာ live လွှင့်တဲ့ခါကျရင်သိရအောင်လို့ subscribe လေးလုပ်ပြီးတော့ ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးပါအောင်ရှင်